ခုမကြခင်သေရတော့မယ်ပေါ့သစ္စာကိုဆောင်လို့မင်းကြီးဘာအကျိုးရှိတော့အဲ့တော့ဘုရားလုံးကတူတူပဲပြောပါတယ်အေးတဲ့သစ္စာဆောင်လို့ရှိရင်နောက်ဆုံးငြိမ်းချမ်းသောနိဗ္ဗာန်ကိုရမယ်မှန်ကန်လို့ရှိရင်နိဗ္ဗာန်ချမ်းသာကိုရမယ်အဲ့လိုမျိုးပြောတဲ့အခါကျတော့သုဒ္ဓသုံးပါးကိုဘာမှပြန်ပြီးတော့သူပြောတာမရှိဘူးဒီရှင်မင်းရဲ့မျက်နှာကိုကြည့်လိုက်တော့လည်းပဲတော့ကြာပန်းကြီးလို့တင့်နေသေးတဲ့လာမင်းကြီးလို့တင့်နေသေးတဲ့ကိုကိုတတ်တတ်မဲ့လူတယောက်ရဲ့ရှေ့မှာဒီလူကြီးချင်းလေးလေးငြိမ်းငြိမ်းချမ်းချမ်းနေနိုင်တာဘလို့မှမစင်သားပဲဒီအကြောင်းကိုသူမနေနိုင်ဘူးအဲ့ဒါနဲ့မင်းကြီးဘာဖြစ်လို့မကြောက်တာနာယူခဲ့ရတဲ့ဂါထာတွေရဲ့အစွမ်းကြောင့်လားဒါမှမဟုတ်မင်းကြီးအခုပြောနေတဲ့သစ္စာတရားရဲ့အစွမ်းကြောင့်လားဘာဖြစ်လို့မင်းကြီးမကြောက်တာတော့ဒီမကြောက်တာကိုပဲသူအရင်စိတ်ဝင်စားနေတယ်နော်ဒါသူများကိုရဲစစ်တဲ့တတ်နေတဲ့လူတယောက်ပဲမကြောက်တာကိုပဲစိတ်ဝင်စားတယ်သူတွေ့ဘူးတာလဲကြောက်တဲ့လူတွေပဲတွေ့ဘူးမှာပေါ့ဘာကြောင့်မကြောက်တာလဲလို့မေးတော့မှဘုရားလောင်းက तू မကြောက်ရခြင်းရဲ့အကြောင်းကိုအဲ့ဒီမှာဂါထာ၈ပုံနဲ့ပြောတယ်ဒါကအကြောက်တရားကိုစိတ်ဝင်စားတဲ့လူတွေဒီနေ့အဖြစ်အကြောက်ရဲ့နှိမ့်ဆက်ခြင်းကိုခံရတဲ့လူတွေဒီဂါထာလေးတွေကိုစိတ်ဝင်စားတဲ့နယ်လို့ထင်တယ်နော်ဘာပြောတော့ဆိုတော့ကတံမေကလျာဏအနေကရူပါယေညာယိဋ္ဌာယေဝိပုလပတ္တတာဝိသောတိတောပရလောကတမေခောဓမ္မေတိတောကောမရဏတပါယေဂါထာ၈ပုဒ်ဒါပထမဆုံးဂါထာလေးပေါ့အဓိပ္ပာယ်ကဘာပြောလို့ဆိုတော့သမ္မဗောဓိတာရအဆွေဗောဓိတာရမေငါတိအနေကရူပများသောအပြားရှိကုန်သောကလျာဏကောင်းမှုတို့ကိုကတာပြုအပ်ကုန်မည်ဝိပုလပြန်ပြောစွာကုန်သောပတ္တထာပညာရှိသူတော်ကောင်းတို့သည်ချီးမွမ်းအပ်ကုန်သောရေရင်များအကျင့်ရစ်တို့ကိုယိဋ္ဌာပူဇော်အပ်ကုန်မည်ရစ်ဆိုတာဒါနကိုပြောတာဒီနေရာမှာဟုတ်လားပရလောကတမနုံလောကဤမေဘောခီးကိုဝိသောတိတော်ငါသုတ်တင်လို့ပြီးပြီမေဂီကုသိုလ်တရားနဲ့ထီတော်တည်သောမာတီသောငါနဲ့တူသောကိုအဘယ်မည်သောသူသည်မရဏတသေဘေးမှာဘာကြီးကြောက်ရပါအပ်နေတဲ့ဒါအဓိပ္ပာယ်ပြန်ပြောမယ်နော်ကုသိုလ်ကောင်းမှုတွေငါအများကြီးပြုပြီးပြီပညာရှိသူတော်ကောင်းတွေအယံချီးမွမ်းတဲ့ဒါနဆိုတဲ့အကောင်းဆုံးရစ်ကြီးကိုလည်းပဲငါပြုပြီးပြီဟုတ်လားတမလွန်လောကကိုသွားဖို့အတွက်လမ်းခီးကိုလည်းအတန်ရှင်းဆုံးအဖြူစင်ဆုံးအဖြောင်မြူးဆုံးဖြစ်အောင်ငါသုတ်တင်ပြီးပြီတဲ့အဲ့ဒါလိုကုသိုလ်ကောင်းမှုတွေနဲ့ပြည့်စုံနေတဲ့အစသာရရာပြင်ဆင်ပြီးသားဖြစ်တဲ့ငါလိုလူဟာဘာကြောင့်သိခြင်းတရားကိုကြောက်ရမှာတော့တဲ့ကောက်ချက်ဆွဲတတ်ဖို့လိုတယ်နော်ကောင်းမှုတွေလည်းပြုပြီးပြီလှုပ်တင်လှုပ်ထိုက်တာကိုလှုပ်ပြီးပြီတမလွန်ခီးအတွက်အရှုပ်အထွေးအနှောင့်အယှက်ဖြစ်မှာတွေကိုအကုန်လုံးသူတန်ရှင်းရေးလှုပ်ပြီးပြီသူသွားမဲ့လမ်းကြောင်းဖြောင်းနေတယ်ပေါ့ဆိုလိုတာကသွားမဲ့လမ်းကြောင်းကိုဘယ်နည်းနဲ့ဦးဇင်းတို့ရှင်းမလို့ဒါစဉ်းစားဖို့လိုတယ်နော်ကြိုတင်ပြီးတော့စဉ်းစားဖို့လိုတယ်ကိုသွားမဲ့လမ်းဟုတ်လားအဲ့လိုကောင်းမှုနဲ့ပြည့်စုံတဲ့တမလွန်ခီးအတွက်အရန်သစ်ဖြစ်အောင်လှုပ်ထားတဲ့ငါလိုလူအတွက်သိခြင်းတရားကိုဘာဖြစ်လို့ကြောက်ရမှာတော့တဲ့ဒါကကောင်းမှုလုပ်ပြီးလို့မကြောက်တဲ့အကြောင်းကိုပြောတာဟုတ်လားဆက်ပြီးတော့ပြောတာကအမေအဖေရဲ့ပုံမှာလှုပ်တဲ့လှုပ်ထိုက်တာတွေကိုငါလှုပ်ပြီးပြီတဲ့တိုင်းသူပြည်သားရဲ့ပုံမှာလှုပ်တဲ့လှုပ်ထိုက်တာတွေကိုငါလှုပ်ပြီးပြီ